ရှင်ဒီနေ့ပြောပြပေးသွားမယ့်အပိုင်းကတော့ဒီ hash command သုံးတဲ့နည်း၄မျိုးကိုပြောပြပေးသွားမှာပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ hash တွေသုံးတော့မယ်အဲ့တော့ hash ရဲ့အဓိပ္ပာယ်ကတော့သူက pattern တွေထည့်တယ်ဆွဲထားတဲ့ object တွေထဲမှာ pattern ထည့်တာတွေအယောင်ကာလာ gradient အယောင်2ယောင်ဆက်သုံးတဲ့အပိုင်းလေးပေါ့နော်အဲ့တော့အရင်ဆုံး hash တွေသုံးတော့မယ်ဆိုရင် hash ရဲ့ shortcut ဒီ h enter ဒါဆိုရင်သူက h enter လို့ရိုက်ထည့်လိုက်တယ်ဆိုရင် hash and gradient ဆိုတဲ့ box လေးကြာလာရင်အရင်ဆုံး pattern တွေထည့်တော့မယ်ဆိုရင်တော့သူကဒီ pattern ရဲ့ဘေးက dialog box ကိုတစ်ချက်နှိပ်လဲရတယ်။ဒါမှမဟုတ်ဒီ switch မှာရှိနေတဲ့ pattern ရဲ့အပေါ်မှာတစ်ချက်နှိပ်ပေးလဲရတယ်။ဒါဆိုဒီထဲကနေပြီးတော့မှကိုလိုချင်တဲ့ pattern အမျိုးအစားကိုယူလိုက်ပြီးတော့ okay လေးနှိပ်ပေးလိုက်တယ်။ color နေရာမှာရွေးထားတဲ့ pattern လေးကိုအယောင်လေးနဲ့သုံးချင်တယ်ဆိုရင် color မှာလိုချင်တဲ့ color လေးရွေးပေးလို့ရတယ်။ဒီအောက်မှာရှိတဲ့ angle and scale မှာကြတော့ဒီရွေးထားတဲ့ pattern တွေကို degree ဆောင်းတဲ့ပုံစံတွေလိုချင်တယ်ဆိုရင် angle နေရာမှာ degree တန်ဖိုးတွေရွေးပြီးတော့ပြောင်းသုံးပေးလို့ရတယ်ပေါ့နော်scale ကတော့သူက pattern တွေရဲ့အစိတ်အကျဲတွေ scale တန်ဖိုးကသူကအတိအကျတော့မရှိဘူးဆွဲထားတဲ့ object အပေါ်မူတည်ပြီးတော့ဆွဲထားတဲ့ object ကကြီးတယ်ဆိုရင် scale တန်ဖိုးများပေးမယ်ဆွဲထားတဲ့ object ကသေးတယ်ဆိုရင်တော့ scale တန်ဖိုးနည်းနည်းထားမယ်ပေါ့နော်အဲ့တော့လက်ရှိကတော့1လောက်အရင်ထားကြည့်လိုက်မယ်ပြီးရင် hash တွေသုံးတော့မယ်ဆိုရင် boundary ရဲ့အောက်မှာရှိတဲ့ epic point ရဲ့ဘေးကိုတစ်ချက်နှိပ်တယ် hash ရဲ့မဲ့ area ရဲ့ click ချလိုက်တယ် now space bar နှိပ်လိုက်တယ်space bar နှိပ်လိုက်တဲ့အခါမှာ hash and gradient box လေးကြာလာရင်သူ့ရဲ့အောက်ဆုံးမှာရှိတဲ့ okay လေးနှိပ်ပေးလိုက်ပေါ့နော်ဒါကတော့သူက hash သုံးတဲ့အပိုင်းလေးနောက်တစ်ခုက gradients ကကြတော့အရင်ဆုံး h enter now gradients ထဲကိုသွားလိုက်တယ်ဒီထဲမှာတော့သူ့ရဲ့အယောင်ဆက်လေးတွေပေးထားတယ်ပေါ့နော်အယောင်2ယောင်ဆက်ကိုမှပုံစံအမျိုးမျိုးပေးထားတယ်တကယ်လို့ကိုလိုချင်တဲ့အယောင်တွေနဲ့သုံးချင်တယ်ဆိုရင်1 color ကိုဖွင့်ပြီးတော့1 color မှာရှိတဲ့ color box ထဲကနေလိုချင်တဲ့အရာကိုရွေးပြီးတော့ okay နောက်2 color ကိုဖွင့်ပြီးတော့လေ2 color မှာတစ်ချက်နှိပ်ပြီးတော့လိုချင်တဲ့အယောင်လေးရွေးပြီးတော့ okay လေးနှိပ်လိုက်လို့ရတယ်ပေါ့နော်ဒါဆိုရင်အယောင်2ယောင်ဆက်ထဲကနေလိုချင်တဲ့ပုံစံလေးရွေးပေးလို့ရတယ်ပြီးရင်သူ့ကိုလည်း boundary ရဲ့အောက်မှာရှိတဲ့ epic point gradient ချင်မဲ့ area ရဲ့ click ချပြီးတော့ enter ပြန်ခောက်တယ် hash and gradient box လေးပြန်ကြလာရင်ဒီအောက်မှာရှိတဲ့ okay လေးနှိပ်လိုက်မယ်ပေါ့နော်နောက်တနည်းအားကြတော့သူကတနေရာထဲမှာပဲဒီ hash ကို pattern ရော gradients ကိုနှစ်မျိုးလုံးကိုသူကသုံးချင်တယ်ပေါ့နော်အဲ့တော့ဒီတနေရာထဲမှာပဲ pattern ရော gradients ကိုနှစ်ခုလုံးသုံးချင်တယ်ဆိုရင်အရင်ဆုံး shortcut တင်ရိုက်ထည့်လိုက်မယ် h enter now hash and gradient box လေးပြန်ကြလာရဆိုရင် pattern အရင်ထည့်ပေးလဲရတယ် color အရင်ထည့်လဲရတယ်အဲ့တော့ pattern ထည့်ချင်တယ်ဆိုရင်တော့လိုချင်တဲ့ pattern တွေယူလိုက်မယ် degree တန်ဖိုးတွေရိုက်ထည့် scale တန်ဖိုးတွေရိုက်ထည့်ပြီးရင် boundary ရဲ့အောက်မှာရှိတဲ့ epic point ရဲ့ဘေးကိုတစ်ချက်နှိပ်ပြီးတော့အရင်ဆုံး hash ချင်မဲ့ area ထဲမှာ click ချတယ် enter ခောက်ပြီးတော့ okay လေးနှိပ်လိုက်တယ်ဒါဆိုဒီ hash ချေထားတဲ့ထဲမှာ pattern gradient color လေးသွားပြီးတော့ထပ်ထည့်ခြင်းနဲ့ဒါဆိုရင် h enter ဆိုပြီးတော့ shortcut ပြင်ရိုက်ထည့်တယ် gradient ထဲသွားပြီးတော့လိုချင်တဲ့ color လေးကိုယူပေးလိုက်တယ်ပြီးရနဲ့သူကအမတို့ဒီတိုင်းခြေလိုက်မယ်ဆိုရင်တော့သူကဒီအပေါ်မှာအဲ့ hash ရဲ့အပေါ်မှာဒီ gradient color ကြီးကအုပ်သွားမယ်ဆိုရင်နှစ်ခုလုံးကိုမမြင်ရတော့ဘူးပေါ့နော်အဲ့တော့အမတို့ကဒီ pattern ရဲ့အနောက်ကိုဒီ gradient ကိုပို့ကျင်တာဒါဆိုရင် option ရဲ့အောက်မှာရှိတဲ့ draw order မှာ sum to back သူကအနောက်ကိုပို့မှာဆိုရင် draw order မှာ sum to back ကိုအရင်ရွှေ့ပေးမယ်ပြောမှ epic point area ရဲ့မှာ click ချပြီးတော့ space bar နောက် okay လေးပြန်နှိပ်ပေးလိုက်ဒါဆိုရင်သူက hash ကို gradients ကိုနှစ်မျိုးလုံးသုံးလို့ရသွားတယ်ပေါ့နော်နောက်တနည်းအားကြတော့အမတို့နံပါတ်4ရကြတော့ဒီမှာဆိုရင်စာသားလေးရိုက်ထားတယ်အဲ့ဒီနေရာလေးမှာ hash တွေgradients တွေသုံးမယ်ဆိုရင်သူ့ရဲ့စာအုပ်ကအုပ်သွားမှာပေါ့နော်အဲ့လိုစာအုပ်မအုပ်ချင်မဲနဲ့ဒီဘေးပတ်လေကိုပဲဒီ pattern လေးထည့်ခြင်းနဲ့ color လေးထည့်ခြင်းဒါဆိုရင် h enter shortcut ရိုက်ထည့်လိုက်တယ် hash သုံးခြင်းလဲရတယ် gradients သုံးခြင်းလဲရတယ်ပြီးအဲ့ hash and gradient box ကအောက်ဆုံးမှာရှိတဲ့ more option ဆိုတဲ့မြားလေးကိုနှိပ်ပြီးတော့သူကဒီ display style ဆိုတဲ့ box လေးကနေ outer ဆိုရင်သူကအပြင်ပိုင်းကိုပဲခြေတယ်ဒါဆိုရင်တော့အမတို့ကဒီစာသားတွေကိုပါအုပ်သွားမှာပေါ့နော်အဲ့တော့အမတို့ဒီထဲကနေ outer ကိုသွားရွေးပြရမယ်ပြီးတော့မှ add bit point area ထဲမှာ click ချတယ် enter ခောက်ပြီးတော့ okay လေးနှိပ်လိုက်တယ်ဒါဆိုရင်စာသားရှိတဲ့နေရာလေးအပေါ်မှာ hash pattern တွေလုံးဝမအုပ်သွားဘဲနဲ့သူ့ရဲ့ဘေးပတ်ပတ်လည်မှာပဲ hash တွေချဲ့သွားတယ်ဒါလေးကတော့အမတို့ hash ချဲ့နည်း၄မျိုးပေါ့နော်